2020 ခုနှစ် San Remo ပွဲရွေးမှာအမျိုးသားတယောက်ကဂျော်ဂျီနာစကားပြောနေတုန်းသူမရဲ့လက်ကိုကင်ထားပြီးသူကလည်းသူမကိုတဖြည်းဖြည်းချစ်မိသွားပါတယ်။ Ronaldo ပရိသတ်တရားဆိုရင်ဗီဒီယိုကို like လုပ်ပြီး comment မှာ CR7 ပေးဖို့မမေ့ပါနဲ့။ Ronaldo ကအနှင်းငယ်ဒေါသထွက်သွားပါတယ်။မိနစ်အနှင်းငယ်တဲ့ကြာမှာအမျိုးသားကဂျော်ဂျီနာနဲ့ချစ်တင်းတော့ဖို့ကြိုးစားခဲ့ပြီးအမျိုးသားကတော့သူမကိုတောင်းပန်ခဲ့ပါတယ်။ဂျော်ဂျီနာကငင်းပယ်ခဲ့ပါတယ်။ Ronaldo ကအဲ့ဒါကိုမြင်တော့ဝမ်းသာပါတယ်။နောက်တစ်နေ့မှာအဲ့ဒီအမျိုးသားကဂျော်ဂျီနာကိုပန်းတယ်ပြီးခဲ့ပါတယ်။သူမကပန်းတွေကိုလက်ခံခဲ့ပေမဲ့သူမရဲ့နှလုံးသားကသူ့စီမှာရှိပြီးသားဖြစ်လို့ပန်းတွေကို Ronaldo ကိုပြီးခဲ့ပါတယ်။နောက်တစ်နေ့မှာ Ronaldo ကသူမကိုမွေးနေ့ကွယ်တစ်ခုနဲ့ surprise လုပ်တဲ့အခါဂျော်ဂျီနာပျော်ရွှင်ခဲ့ပါတယ်။ Ronaldo ရဲ့လက်ဆောင်ကိုမြင်တော့သူမအယမ်းပျော်ခဲ့ပါတယ်။မယုံနိုင်စရာပါပဲ။ကျွန်တော်ပြပါမယ်။ My TikTok account DS Studio ကို follow လုပ်ထားဖို့မမေ့နဲ့နော်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။